အားလုံးပဲမင်္ဂလာပါ5မြန်မာ channel မှာတဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒုတိယကမ္ဘာစစ်ကြီးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ကဲပထမကမ္ဘာစစ်အကြောင်းပြောပြီးပြီဆိုတော့ဒုတိယကမ္ဘာစစ်ကြီးအကြောင်းလည်းမပြောလို့မရဘူးဗျဒါကတော့လူသားသမိုင်းမှာအကြီးမားဆုံးအကြမ်းတမ်းဆုံးနဲ့အသေးပြော့အများဆုံးစစ်ပွဲကြီးပေါ့ပထမကမ္ဘာစစ်ပြီးလို့22နှစ်အကြာ1939မှာစတာဗျဒီတခါတော့ဇက်လိုက်တိကပြောင်းသွားပြီဂျာမနီမှာAdolf Hitler ဆိုတာပေါ်လာပြီးသူကကဘာကြီးကိုငါတို့အုပ်ဆိုးရမယ်ဆိုတဲ့စိတ်ကူးနဲ့ပိုလန်ကိုကျူးကျော်လိုက်ရကနေစတာပဲပထမကဘာစစ်ကကတုတ်ချင်းနဲ့မှအောင်နေရတာဆိုရင်ဒုတိယကဘာစစ်ကတော့လျက်တပြက်စစ်စင်ရေးဗျလေရင်တွေရောတင်တန်းကားတွေရောအရှင်းဟုံးနဲ့တီးရဆက်တိုက်ကြတာဒီစစ်ပွဲမှာစိတ်ဝင်စားဖို့ကောင်းတာတွေအများကြီးရှိတယ်ဗျဥပမာဒန်ကတ်မြင်ကွင်းပေါ့ဗြိတိန်စစ်သားတွေကမ်းခြေမှာပိတ်မိနေတော့စစ်သင်္ဘောတွေတင်မကပဲအယက်သားပိုင်တဲ့ငါးပန်းလေတွေဆက်လီလီတွေကပါလာခဲ့ကြတာတကယ့်ကိုစိတ်လှုပ်ရှားရပဲနောက်ပြီးပါးဟာဘာကိုဂျပန်ကဝင်းတိုင်လိုက်တော့မှအင်အားကြီးအမေရိကန်ကစစ်ထဲပါလာတာဗျနီးပညာဘက်ကလည်းကြောက်စရာခေါင်းလောက်အောင်တိုးကြလာတယ်ရင်းနှုတ်တင်ဘော်ဒီရီဒါဒီနောက်ဆုံးစစ်ပွဲကိုအဆုံးသတ်လိုက်တဲ့အက်တမ်ဘုံအထိပဲဂျပန်ကဟီရိုရှီမားနဲ့နာဂါဆာကီမှာကျခဲ့တဲ့ဘုံနှလုံးကကဘာကြီးကိုတုန်လှုပ်သွားစေခဲ့တာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံလည်းဒီစစ်ပွဲမှာမြေစာပင်ဖြစ်ခဲ့တာပဲဗျဂျပန်ဝင်လာလိုက်အင်္ဂလိပ်ကပြန်တိုက်လိုက်နဲ့ဗိုလ်ချုပ်အောင်ဆန်းတို့လွတ်လပ်ရေးအတွက်စူးစမ်းခဲ့တာတွေကလည်းဒီစစ်ပွဲကြီးရဲ့နောက်ခံဇက်လိုင်းတွေပဲလीအဆိုးဆုံးကတော့ဟိုလိုကော့စ်လို့ခေါ်တဲ့ဂျူးလူမျိုးတွေကိုအစုလိုက်အပြုံးလိုက်တပ်ဖြတ်ခဲ့တဲ့ဖြစ်ရဆိုးကြီးပဲလူပေါင်းတန်းနဲ့ချီပြီးရဲရဲဆက်ဆက်အသက်ခံခဲ့ရတာဟာလူသားတွေရဲ့အမဲဆက်တစ်ခုပါပဲဗျဒီစစ်ပွဲကြီးက1945မှာပြီးသွားပြီပဲသူ့ရဲ့အကျိုးဆက်တွေကအခုထိရှိနေတော့မယ်ကုလသမဂ္ဂဆိုတာပေါ်လာတယ်ကဘာကြီးကအမေရိကန်နဲ့ရုရှားဆိုပြီးအုပ်စုနှစ်စုကွဲသွားတယ်ပြောရင်တော့ကျွန်တော်တို့အခုနေထိုင်နေတဲ့ကဘာကြီးရဲ့ပုံစံကိုဒုတိယကဘာစစ်ကြီးကအများကြီးပုံဖော်ခဲ့တာပေါ့